ပြီးတော့ကျတော့ဒီနောက်ထပ်ကြိုးလေးတစ်ကြိုးပေါ့နော်မင်းဒါလေးပြချင်လို့ပြီးတော့ဒါလေးကလည်းပြန်လဲ3,500ပဲရှုံးနေတဲ့ကပေါ့နော်ရှုံးနေတဲ့ကဒီအုံးစံကြိုးလေးပေါ့နော်အုံးစံကြိုးလေးအရှိက18လက်မလေးရှိမယ်ဂျိတ်ကတော့ဒီလိုမျိုးဂျိတ်ကလေးပေါ့နော်မင်းတို့ဒီခွင်းလေးမှာအသားတစ်စိတ်လေးပါတယ်နော်ဟို AU 950ဆိုအသားတစ်စိတ်လေးပါတယ်သူက 18K ပေါ့နော်ပဲရည်နီနဲ့ဆိုရင်12ပဲရည်ရှိပါတယ်เนาะဒါလေးကမင်းတို့ဒီအုံးစံကြိုးလေးเนาะမင်းဈေးနှုန်းလေးပြန်ပြောပြမယ်เนาะဈေးနှုန်းလေးကဒီကောင်လေးကဟို4သိန်းအတိပဲရှိမယ်เนาะ4သိန်းအတိပဲအရှိက18လက်မလေးပါ 18K ပါရှင့်ဒါလေးကဟိုပေါ့4သိန်းပဲရှိမယ်ပြီးတော့မင်းနောက်တစ်ကြိုးထပ်ပြပေးမယ်เนาะနောက်တစ်ကြိုးကကြတော့ဒီလိုမျိုးပုံစံလေးဒါလေးကတော့ကြိုးပါလေးပေါ့เนาะဒီလိုမျိုးကြိုးလေးဒီလိုမျိုးလေးတန်ကြိုးလေးเนาะတန်ကြိုးလေးဈေးနှုန်းလေးက3,900ခွဲပဲရှိမယ်ပြီးတော့ဒီကောင်လေးကတကြိုးပဲရမှာပါเนาะမင်းစီမှာထပ်မရှိတော့ဘူးပေါ့เนาะပြန်လဲ3,500အရှုံးဖြစ်တဲ့အတွက်ဒီကောင်လေးက3,900ခွဲအရှိ18လက်မှာပါเนาะပြီးတော့အရှိက18လက်မှာ3,900ခွဲတကြိုးပဲရပါမယ်เนาะဒါလေးကပြီးတော့နောက်ထပ်တကြိုးလေးဒီကောင်လေးเนาะဒီလိုပုံစံမျိုးလေးဒေါင်းမီပရက်ပုံစံမျိုးလေးပေါ့เนาะအရင်တော့ပေါ်တဲ့ဒေါင်းမီပရက်ပုံစံမျိုးလေးကိုမင်းတို့ဒီခွင်းလေးကကြတော့ဒီတန်ကြိုးလေးနဲ့လုပ်ပေးထားတယ်ပေါ့เนาะဒီအနောက်ကကြတော့အတိုးလျှော့လုပ်လို့ရတယ် adjust လုပ်လို့ရတဲ့ဒီဟာလေးပါတယ်ပေါ့เนาะအကျိုးပိုလေးပေါ့ဒီကောင်လေးကပုံမှန်ဆိုလို့ရှိရင်18ပေါ့16တိုးလျှော့လေးလုပ်လို့ရတယ်ပေါ့เนาะဒီကောင်လေးကဈေးနှုန်းလေးက4,800ပဲရှိမယ်ပြန်ပြန်လဲ3,500ပဲရှုံးမယ်ပေါ့เนาะပြန်လဲ3,500ပဲရှုံးတဲ့ဟာလေးပြီးတော့နောက်တစ်မျိုးပြင်ပြပေးဦးမယ်เนาะဒါလေးပေါ့နော်ဒါလေးကကြတော့မင်းတို့ဟန်ချင်းလေးပေါ့နော်ဟန်ချင်းလေးဒီလိုပုံစံမျိုးလေးနော်ဒါဘောလုံးလေးတွေနဲ့ဟန်ချင်းပုံစံမျိုးလေးဟန်ချင်းပေါ့ 18K တဲ့ရပဲနော်အသားတစ်စိတ်လေးပါတယ်ဟန်ချင်းလေးပါဒီကောင်လေးနော်ဒီလိုမျိုးလေးအတိုးလျှော့လုပ်လို့ရတဲ့ခွင်းပိုလေးလည်းပါတယ်ပေါ့နော်ပြီးတော့ပြန်လဲ3,500ပဲအရှုံးပေါ့နော်အဲ့ဒါလေးပါ3,500ပဲအရှုံးဈေးနှုန်းလေးက4သိန်းအတိပဲရှိမယ်နော်ဒီလိုဟန်ချင်းလေးပါနော်အလက်အကြီးအသေးအတိုးလျှော့လေးလုပ်လို့ရတယ်ဒီလိုအတိုးလျှော့လုပ်လို့ရတဲ့ဟာလေးပါတယ်ပေါ့နော်ဒီကောင်လေးက4သိန်းအတိပါရှင့်